ရွှေပုံစံတို့တိုက်ပေါ်ကနေတဲပေါ်ရောက်ပြီဆိုတာလေဒီမှာတိုက်ကနေပြီးတော့မှဒီမှာတဲကိုရောက်နေကြပြီကလေးတွေဆိုတော့ဘာမှမသိဘူးသိလားမအေးရတာအုံနောက်ချောင်းနေတာဘယ်ကနေဘယ်လိုလုပ်ရမလဲအခုဘယ်ဟာနဲ့ဖြူချရမှာဘယ်ဟာကဘယ်လိုလုပ်ရမှာအလုပ်သမားတွေကဘယ်လိုငှားရမှာဘယ်သူကတော့ဘယ်လိုလုပ်ပေးမှာအမျိုးမျိုးတာပြောနေတာကိုကတော့အုံနောက်ချောက်ပြီးတော့အခုလောလောဆယ်တော့တိုက်ထဲလဲအိတ်မရတဲ့ခါကျတော့အဲ့ဒါဒီနေ့ဖေးဖြူကြေးရွာကျောင်းဖုံးကြီးတဲ့စာတို့ကြေးရွာလို့သူတို့ငရင်ပြင်းဒေသတွေဆိုပြီးတော့ဒီနေ့လာလှူတာအဲ့ဒါဒီလိုတဲလေးတွေဒါကြတော့နည်းနည်းအေးတာပေါ့အောက်ကလည်းလေဖုန်ကြီးရောလှူတဲ့ဒကာမတွေရောပေါ့သူတို့တွေအရန်ကျေးဇူးတင်စရာကောင်းနေတာပေါ့မိုးကတဲကနေပြီးတော့မှဒီလိုလေးတွေတော့တက်ခက်ဒီလိုလေးတွေဖြစ်သွားတယ်ဒါခုတော့မတို့အိပ်ရာတွေပါလေမရွှေ့ရသေးဘူးညအိပ်ဖို့ပြုဖို့လေးတွေလာလောက်ရအောင်ပါကြာနာနာလေးတွေတော့လှုပ်ပြီးသွားတယ်တေးချာလေးဒါအလူရှင်တွေကလှူသွားတာတဲ့ဒီလိုအားတွေအများလှူသွားတယ်ဟိုဘက်မှာရောအားလုံးတဲ30ကျော်ပဲအဲ့ဒါလှူသွားတာဟိုဘက်မှာမပြပေးမယ်ဟုတ်ပါလူတဲ့လူတွေလည်းသူတို့ဒါပေါ့ကာလာဒေသအလျောက်လှူသွားတာတော်တော်လေးလဲဒီမှာပျော်နေကြတာပေါ့အကုန်လုံးကလေဒါလေးရသွားတဲ့အခါကျတော့ဒီမှာအကုန်လုံးဟိုနေ့ကမိုးရွာတော့အကုန်ဆူရွှဲသွားတာလေအခုကျတော့အဲ့လိုမဟုတ်တော့ဘူးကဲအဖွားပြောလားတဲ့ဒီမှာဒီလိုဒီတက်ကြဲတဲ့လေးတွေလှုပ်ပေးသွားတာပြောသလားတဲ့ပြောပါတယ်လှုပ်ဖွားကလှုပ်ပါကျေးဇူးလည်းတင်ပါတယ်တဲ့ဒီမှာဒီလိုကလေးလေးတွေနဲ့လေကလေးလေးတွေနဲ့ကလေးတွေဆိုသိတယ်မို့လားစိတ်ညစ်ရကောင်းမှလည်းမသိဘူးအဲ့လိုဒီမှာအခုမှဒါတရားတွေပြီးလို့မှအခုမှထမင်းစားရတာတဲ့ကျွန်တော်အခုထိထမင်းမစားရသေးဘူးတဲ့ခဏနေကအိမ်ဘက်ကိုလာပြီးတော့ပြောသွားတာကျွန်တော်အခုထိထမင်းမစားရသေးဘူးရာတဲ့မနဲ့ခရဲရတဲ့ဒီမှာဒီလိုလေးတွေတော့လာစောက်ပေးသွားတာဒီလိုလေးတွေဒီမှာတဲပုံစံလေးတွေကဒီလိုအားလုံးတဲပေါင်း30ပေါ့နော်ဒီလိုတက်ကြဲတဲလေးတွေလှုပ်ပေးသွားတဲ့ခါကျတော့ပေါ့တက်ခက်နဲ့နေလို့တော့ရသွားတာပေါ့ညီမတို့ရာအဲ့ဒါခုနေ့ကတော့အောက်ကမွေပါကင်းမနဲ့မွေတွေကထွက်ကင်းရကြိုက်လို့တဲ့12နာရီကျော်တစ်ချက်လောက်မှအကြိုက်ချက်ပြောက်စီအိမ်ကိုလာယူတယ်တဲ့အဲ့ဒါမမတို့အကောက်ခဲပြောက်စီပေးလိုက်သေးတယ်ဒီလိုလေးဒီလိုတက်ကြဲတဲ့လေးတွေအောက်ကဒီလိုဝါချမ်းလေးတွေနဲ့ဒီလိုလေးတွေနဲ့ဒါကြတော့လေဒီလိုစောင်းလေးဖြာလေးခင်းပြီးအိတ်လို့ရတယ်အဲ့လိုလေးတွေတော်တော်များများလှုပ်ပေးသွားတယ်တော်တော်များများဟိုဒီမှာလှုပ်ပေးသွားတယ်အဲ့ဒါအဓိကတော့မီးကျစ်တွေသတိထားကြဟဲ့တက်ကြဲတွေဆိုတော့မီးအထင်းရလုံးဝကိုသတိထားရမယ်အဲ့ဒါအကုန်လုံးဒုက္ခရောက်နိုင်တယ်ကလေးတွေကိုမီးကျစ်လုံးဝပေးမထားပါနဲ့မီးကျစ်လုပ်တဲ့ဟာဒီလိုလေးတွေဒီမှာအကုန်လုံးဒါတက်ကြဲတွေအပေါ်ကနေမှမိုးကအုပ်ထားလို့နော်ဒီလိုလေးတွေညာကြီးပဲဒီမှာအဲ့လိုလေးတွေရပါတယ်နော်ကဲအားလုံးကိုကျေးဇူးပါဒါကတော့ဖျက်ဖြူကျောင်းဖုန်ကြီးကနေကမကထလုပ်ပြီးတော့လှူဒန်းသွားတာပေါ့နော်အဲ့ဒါနဲ့အခုဒီမှာဒီလိုတက်ခဲ့တဲ့လေးတွေအကုန်လုံးခုလုံးချုံလေးနဲ့တော့အိတ်လို့ရပါပြီလို့ကဲကျေးဇူးပါရှင်